ဒီကောင်လေးဟာနာနိုစပရေးဆေးဘူးတစ်ပုကိုတွေ့သွားခဲ့တယ်။သူကဆက်စုချင်းစိတ်နဲ့နေရန်ပေါ်မှာစူပါခွေးတစ်ကောင်ကိုဆွဲလိုက်မိတာပေါ့။ဒါပေမဲ့သူမသိလိုက်တာကအဲ့ဒီစူပါခွေးဟာတကယ်ပဲအသက်ဝင်လာခဲ့တယ်ဆိုတာပါပဲ။အဲ့ဒီစူပါခွေးကမတ်ကိုသူ့ရဲ့တခင်လို့သတ်မှတ်ပြီးအိမ်ထိတိတ်တဆိတ်နောက်ကနေလိုက်လာခဲ့တယ်။နောက်တစ်နေ့မှာတော့စူပါခွေးဟာမတ်နောက်ကိုကြောင်းအထိပါခိုးလိုက်လာခဲ့ပြန်တယ်။အဲ့ဒီမှာလူမိုက်အုပ်စုကမတ်ကိုလာနိုင်ကျင်နေတာကိုခွေးလေးကမြင်သွားခဲ့တယ်။မတ်ကပြန်မချရဲပဲကြောက်နေတော့မှပဲရုတ်တရက်သူ့ရဲ့ခဲတဲ့အိတ်ကလေထဲကိုသူ့အလိုလိုပြန်တက်သွားပြီးလူမိုက်တယောက်ကိုအရှိန်နဲ့လှမ်းထုလိုက်ပါတော့တယ်။အဲ့ဒီလူမိုက်ကဒေါသထွက်သွားပြီးမတ်ကိုလက်သီးနဲ့လှမ်းထိုးပေမဲ့မတ်ကအလွယ်တကူပဲရှောင်လိုက်နိုင်တယ်။ဒါကိုအနီးနားမှာရက်ကြည့်နေတဲ့အဲလစ်ဆိုတဲ့ကောင်မလေးကမြင်ပြီးအံ့ဩမြင်သက်သွားခဲ့ရတယ်။အဲ့ဒီနောက်လူမိုက်အုပ်စုကတယောက်ပြီးတယောက်ဝိုင်းတိုက်ခိုက်ကြပေမဲ့မတ်ကသူတို့ရဲ့တိုက်ကွက်တိုင်းကိုရှောင်ကွင်းနိုင်ခဲ့တယ်။သူကပြန်အောင်ခုခံတိုက်ခိုက်ပြီးလူမိုက်တွေကိုအောင်မြင်မြင်မောင်းထုတ်နိုင်ခဲ့တာပေါ့။မတ်ကသူဘာလို့ရုတ်တရက်ဒီလောက်တောင်တန်မာသွားရတာလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေတော့မင်းညကသူဆွဲခဲ့တဲ့နေရန်ပေါ်ကစူပါခွေးပုံစံလေးပျောက်ဆုံးနေတာကိုသတိထားမိသွားတယ်။ချက်ချင်းဆိုသလိုပဲအပြင်မှာတကယ်အသက်ရှင်နေတဲ့စူပါခွေးကြီးကသူ့ရှေ့မှာဖုန်းကနေပေါ်လာပါတော့တယ်။မတ်ကအရန်လန့်သွားပြီးအိမ်ကိုတန်းပြေးတော့တာပေါ့။ဒါပေမဲ့အိမ်ရောက်တဲ့အခါအဲ့ဒီစူပါခွေးကသူ့ခန်းထဲမှာရောက်နေပြီဖြစ်တာကိုတွေ့လိုက်ရတယ်။စူပါခွေးကကျောင်းမှာလူမိုက်တွေကိုနှိမ်နှင်းတော့ကသူကူညီပေးခဲ့တာဖြစ်ကြောင်းမတ်ကိုပြောပြလိုက်တယ်။အဲ့ဒီတော့မှမတ်လည်းစူပါခွေးဟာသူ့ကိုကူညီဖို့ရောက်လာတာဆိုတာကိုယုံကြည်သွားခဲ့တယ်။ဒါပေမဲ့မတ်ကစူပါခွေးရဲ့ရုပ်သွင်းပြင်းကြောင့်လူတွေလန့်ကုန်မှာကိုစိုးရိမ်နေတော့မယ်။ဒါကြောင့်စူပါခွေးကသူ့ရဲ့ကိုပြောင်းနိုင်တဲ့စွမ်းအားနဲ့ပုံစံပြောင်းလဲနိုင်တဲ့စွမ်းအားတွေကိုပြသလိုက်တယ်။အဲ့ဒီနောက်မှာတော့မတ်ကစူပါခွေးကိုခေါ်ပြီးပါတီပွဲတစ်ခုကိုသွားခဲ့တယ်။အဲ့ဒီပွဲမှာစောစောကလူမိုက်ကစတွေ့ဒန်းစပြနေပြီးကောင်မလေးတွေအားလုံးကသူ့ကိုဝိုင်းအော်ဟစ်အားပေးနေတာကိုမတ်တွေ့သွားခဲ့တယ်။ဒါကိုမြင်ပြီးမတ်ကမနာလိုဖြစ်လာတာကြောင့်စူပါခွေးကမတ်ကိုတကိုယ်ရီဖန်တီးပြင်ဆင်မှုအပြည့်အဝလုပ်ပေးလိုက်တယ်။10မိနစ်အကြာမှာတော့မတ်ဟာလုံးဝတခြားလူတစ်ယောက်လိုဖြစ်သွားခဲ့တယ်။သူကပါတီပွဲလေးကိုပြန်ဝင်သွားပြီးစတွေ့ဒန်းစအကကို graffiti ဆေးမှုအမှုပညာနဲ့ပေါင်းစပ်ပြီးကပြလိုက်တယ်။ကနေရင်းနဲ့နေရန်ပေါ်ကိုစပရေးဆေးတွေလှမ်းမှုတ်လိုက်တာပေါ့။မကြခင်မှာပဲနေရန်ပေါ်မှာအဲ့လစ်ရဲ့အေယာမပုံတူပချီကားကြီးတစ်ချက်ပေါ်လာခဲ့တယ်။ဒါကအဲ့လစ်ကိုမတ်အပေါ်အမြင်တင်နဲ့လုံးဝသဘောကျသွားစေခဲ့တယ်။ကဲအကယ်၍တင်တာဒီလိုမျိုးစွမ်းအားရှင်ခွေးတစ်ကောင်ကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်သူ့ကိုတင်းရဲ့ဘလို့ရာတွေမှာကူညီပေးစေချင်တယ်ဗျာ။